အလေကလူဖီအားများ၏သူအိယာနို့တော့ညကအေးရွာခဲ့တာကြောင့်တင်တယ်ခေါင်းကကြီးကြီးလင်းလင်းအခန်းကလည်းအလင်းရောင်ကောင်းကောင်းရတယ်အပြင်မှာကောင်းကင်ကြီးကကြည်လင်းပြီးပြလွန်လွင်ကောင်းကင်မှာနေမင်းကြီးကလည်းထိန်ထိန်လင်းနေတယ်လန်ဒန်မှာတော့ဒီလိုရာသီဥတုမျိုးမြင်ရခဲ့တဲ့ဖြစ်ချင်းလို့သူတွေးလိုက်မိတယ်ချစ်စနီးနဲ့သားဖြစ်သူတို့အစဉ်သင်းဖြစ်နေပြီသူကတော့သူ့အတွေးတွေနဲ့ဘာမှမပြင်ဆင်ရသေးဘူးရေဝဝချုပ်ပြပြီးနွေရာသီမှာအပန်းဖြေဖို့ကိစ္စကိုသူ့ချစ်စနီးလေးနဲ့ထိုင်ပင်ရအောင်မယ်လောလောဆယ်တော့ဒါတွေတွေးနေလို့မရအင်ကိုပြန်ဖို့ပြင်ဆင်ရအောင်မယ်သူ့အတွေးတွေကိုလက်စားတက်လိုက်ရတယ်ချိန်နဲ့ဒီရေကပဲလူကိုမဆောင်တာမဟုတ်ပါဘူးဟန်ဂေရီလေးစိတ်ကလေရင်တွေကလည်းခီးတဲ့တွေကိုမဆောင်တဲ့ထဲမှာပါပါတယ်ဒီလိုနဲ့သူတို့မိသားစုဟိုတယ်ကစီစဉ်ပေးတဲ့ကားနဲ့ဘူဒါဘတ်လေးစိတ်ကိုရောက်လာကြတယ်တကားကိုဖွင့်လိုက်တော့ချင်းနေတွေကမကောင်းဒီလိုညဉ့်ညမ်းကြမ်းတဲ့စကလုံးတွေနဲ့သူ့ချစ်စနီးသူ့သားတွေကိုမရင်ဆိုင်စေခြင်းပဲမဲ့အခုတော့သူ့သားဟာကားပြင်ကိုထွက်ဖို့ကြောက်ရွံ့နေပြီးတခွန်းနဲ့ပြောတဲ့စကားကတော့ဖေဖေသားကြောက်တယ်ဆိုတာပဲဖြစ်တယ်ဇလန်းကဒီလိုစားခဲ့တာပါမင်းညက2023ယူရိုဘာလိဘောလူပွဲကိုသူတာဝန်ယူပြီးဂိုင်းတွေ့ခဲ့တာပါပွဲကစားချိန်တွင်မှာတစ်ဖက်တစ်ကိုးစီတီကြားခဲ့ပြီးပနယ်တီအဆုံးဖြတ်ယူရမှာရိုမာက4-2ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်သွားခဲ့လို့စီဗီလာကချန်ပီယံဖြစ်လာခဲ့ပါတယ်ညတုန်းကအပြန်ကားပါကင်မှာမော်ရင်ဟိုနဲ့သူအနေငယ်ချင်းများခဲ့ကြသေးတာပါဒါပေမဲ့ဒါကိုသူပြဿနာလို့တော့မတွေးပဲအရှုံးကိုလက်မခံနိုင်တဲ့အတွက်ဖြစ်လိဖြစ်ထရှိတဲ့တာမန်ဖြစ်ဖြက်ကလေးတစ်ခုလိုပေါ့ပေါ့လေးတွေးနေခဲ့တယ်ဒါပေမဲ့ပြဿနာကသူထင်တာတဲ့ပိုပြီးကြီးမားနေခဲ့တာပါရိုမာပရိသတ်လူအုပ်ကြီးကလေစိတ်မှာသူ့ကိုစောင့်နေခဲ့ပြီးသူ့သားနဲ့သူ့မျိုးသမီးမကြဝနာတာစကားတွေနဲ့အော်ဟစ်ဆဲဆူနေခဲ့တာဖြစ်ပါတယ်။လေစိတ်ကလုံခြုံရေးဝန်ထမ်းတွေကြောင့်သူတို့မှာပါထိခိုက်ဒဏ်ရာမှမရခဲ့ပေမဲ့သူ့သားကတော့အတော်လေးကိုကြောက်ရွံ့နေပြီးသူ့အမေကိုဖတ်ထားနေတာကိုပဲတွေးလိုက်ရတယ်။လန်ဒန်ရောက်တဲ့အထိသူတို့သမီးသားစုလုံးစကားတခုမှမပြောကြတော့ဘူး။ပြောစရာစကားလုံးတွေလည်းမရှိတော့ဘူး။သူချစ်တဲ့အလုပ်ဖြစ်တဲ့ဘောလုံးပွဲတွေမှာအဲ့ဒီကစလို့သူ့မျိုးသမီးနဲ့သူ့သားငယ်ကိုဘယ်တော့မှမတွေ့ရတော့တဲ့အထိသားငယ်ဟာစိတ်ဒဏ်ရာတွေနဲ့ trauma တွေလက်ဝေပိုက်သွားခဲ့တာဖြစ်ပါတယ်။ခုပြောနေတာကတော့ပရီးမီးယားလိရဲ့ဝါရီရင်ကွန်းလက်တိုင်းဒီလာရဲ့ဖြစ်ရမှန်ဇာတ်လမ်းဖြစ်ပြီးသူဟာပရီးမီးယားလိလိုကမ္ဘာအဆင့်မြင့်လိပ်ပြိုင်ပွဲမှာဒိုင်လောက်လာခဲ့တာ15နှစ်ပြည့်ပြီးကမ္ဘာဖလားယူရိုဖလားတွေမှာလည်းဒိုင်လောက်ခဲ့ဘူးသူတို့ကွန်းလက်တိုင်းအလုပ်ကိုကမ္ဘာအကောင်ဆုံးလုပ်လို့ခံယူထားသူလည်းဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့ဘောလုံးလောကဟာပြိုင်ဆိုင်မှုသိပ်ပြင်းထန်လွန်ပြီးကိုယ်အတင်းအနိုင်ရဖို့လုပ်လို့ရသမျှအားလုံးလုပ်လာကြတာဖြစ်ပါတယ်အဲ့ဒီထဲမှာပရိသတ်တွေကသူတို့အတင်းအနိုင်ရဖို့ကွန်းလက်တိုင်းကိုဖိအားပေးတာလည်းတခုအပါဝင်ဖြစ်လာခဲ့တာပါဒါအပြင်အတင်းရလက်ပေါ်မူတည်ပြီးဆိုရှယ်မီဒီယာပေါ်ကဝေဖန်တဲ့တွေဘောလုံးဝေဖန်ရေးစရာဆိုသူတွေရဲ့ပြောဆိုဝေဖန်မှုတွေကိုလည်းကွန်းလက်တိုင်းတွေကယဉ်စီးပြီးခံရတာဖြစ်လို့တီလာဟာဘာလူမှုကွန်ရက်ကိုမှမသုံးတော့တာနှစ်တွေချီအောင်ကြာခဲ့ပြီဖြစ်ပါတယ်သူကစစ်ဆေးဝေဖန်မှုတွေကိုကျွန်တော်မပြောလို့ပါဘူးဒါပေမဲ့ဘောလုံးပွဲကိုကြည့်သူတွေကသူတို့အတင်းရဲ့ရှူတောင်းကနေပဲဘောလုံးပွဲကိုကြည့်တာပါဘောလုံးပွဲတစ်ပွဲရဲ့ရလဒ်နဲ့ဘောလုံးရာသီတစ်ခုပြီးဆုံးမှုဟာအကြောင်းရင်းပေါင်းစုံပေါ်မူတည်နေပါတယ်ကျွန်တော်ပြောချင်နေတာကဝေဖန်သုံးသပ်မှုတွေလုပ်နိုင်တယ်ဒါပေမဲ့ဒါတွေဟာအမြဲတမ်းမျှမျှတတတော့ရှိလိမ့်မရှိပါဘူးပြုသဘောဆောင်တဲ့ဝေဖန်မှုတွေဒီနေ့ခေတ်မှာလူတွေမပြောကြတော့ဘူးလို့သူကပြောပါတယ်တီလာတို့လိုကွင်းလေတိုင်းတွေရဲ့ PR ဟာကွင်းအတွင်းကမိနစ်90အတွင်းမှာပဲရှိနေတာမဟုတ်တဲ့အတွက်ခုချိန်မှာတော့ပရီးမီးယားလိဘောလုံးတိုင်းဖွဲ့ချုပ် PGMOL ဟာကွင်းလေတိုင်းတွေရဲ့စိတ်ကြမ်းမှယူကိုပြုစုဆောင်ရှောက်ပေးဖို့အတွက်စိတ်ပညာရှင်ဖွဲ့ကပါ9ရက်နေရပြီဖြစ်ပါတယ်ဗီဒီယိုကူတိုင်းစနစ် VAR ကို2009ခုနှစ်ကစလို့ပရီးမီးယားလိမှာစတင်မိတ်ဆက်ခဲ့ပါတယ်ရည်ရွယ်ချက်ကတော့ကွင်းလေတိုင်းတွေဟာလူသားတွေဖြစ်တဲ့အတွက်အမှားယွင်းရှိနိုင်လို့ဖြစ်ပြီးပုံပုံမျှတတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့ပါဒါပေမဲ့တစ်ဖက်မှာတော့ VAR စနစ်ကိုလူတွေကလိုအပ်တာထက်ပိုပြီးမျှော်လင့်နေကြတာဖြစ်ပါတယ် VAR စနစ်ကြောင့်ဘောလုံးပွဲတွင်ဆုံးဖြတ်ချက်ချရမှာစံပြဖြစ်နေရမယ်လို့မျှော်လင့်ထားတာကလမ်းကြောင်းမှမဟုတ်ဘူးလို့လည်းဒီလာကဆိုပါတယ်ပရီးမီးယားလိမှာကွင်းလေတိုင်းနဲ့ VAR ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့လူတိုင်းကပြည့်စုံမှုကိုလူတာထက်ပိုပြီးမျှော်လင့်နေတာပါလက်တွေ့မှာတော့ပြည့်စုံမှုဆိုတာကဘာကြီးရဲ့ဘယ်နေရာမှာမှရှိမနေပါဘူးလူတွေကဒိုင်တွေရဲ့ဆုံးဖြတ်ချက်တိုင်းမှန်ကန်ဖို့မျှော်လင့်နေကြတယ်ဒါကြောင့်ဒိုင်တွေဟာဆုံးဖြတ်ချက်ချရမှာကြောက်စိတ်တွေဝင်လာတာပါပဲအဲ့ဒီအကျိုးဆက်ကတော့ရေရှည်မှာသူ့ချင်းစွမ်းဆောင်ရည်ကျဆင်းလာတာပဲဖြစ်တယ်လို့သူကသုံးသပ်ပါတယ်ဘယ်လိုပဲဖိအားတွေများစီအောင်တော့ဒီလာဟာကွင်းလေတိုင်းအလုပ်ကိုကဘာအကောင်ဆုံးလို့ကဘာရင်ခုန်စရာအကောင်ဆုံးလို့ယုံကြည်ထားတော့မှဖြစ်ပြီးလာမယ့်နှစ်ကဘာဖလားပြိုင်ပွဲမှာကွင်းလေတိုင်းလောက်ရဖို့ရည်မှန်းချက်ထားတော့မှဖြစ်ပါတယ်နောက်ဆုံးပြောရရင်ဒါဟာကဘာအကောင်ဆုံးအလုပ်တွေထက်ကတခုလို့ကျွန်တော်ထင်တယ်စဉ်းစားကြည့်တော့ကဘာစိတ်လို့ရှားစရာအကောင်ဆုံးဘောလုံးပွဲတွေရဲ့အလဲမှာကိုကရှိနေတာလीဆိုပြီးသူကပြောပါတယ်အသက်49နှစ်ရှိပြီဖြစ်တဲ့တီလာဟာကွင်းလေတိုင်းအလုပ်ကြောင့်ကွင်းပြင်ပတ်လူနေမှုဘဝအထိပါပြည်သက်တွေရဲ့ရန်လိုတဲ့အပြုမှုတွေကြောင့်ဖိအားတွေများခဲ့ပြီးလူမှုကွန်ရက်ကိုရှောင်ကျဉ်ထားသူဖြစ်ပါတယ်ဒါပေမဲ့သူကတော့သူ့အလုပ်ကိုဘယ်တော့မှစိတ်မပြတ်ခဲ့ပဲသူစိတ်ပြတ်တဲ့တခုတည်းသောအကြောင်းအရာကတော့လူငယ်တွေကြားမှာသူ့အသက်အရွယ်နဲ့လိုက်ပြီးမပြေးထွားနိုင်တော့တာပဲဖြစ်ပါတယ်49နှစ်ဆိုတဲ့အသက်အရွယ်ကလူငယ်တွေနဲ့အတူကွင်းထဲမှာလိုက်ပြီးပြေးထွားနေဖို့အသက်အရန်ကြီးနေပါပြီဘယ်လောက်ကြာဒီလုပ်ကိုဆက်လုပ်နိုင်မလဲမသိပေမဲ့ဒါမဲ့ကမ္ဘာဖလားပြိုင်ပွဲမှာတော့ဒိုင်လို့ရဖို့ကြိုးစားရအောင်မယ်လို့သူကပြောပါတယ်